င်္ဂလာပါရှင်မနက်စာပါစားရမလဲခေါင်းမရှုပ်နေအောင်လို့ဒီနေ့လှူစားဖြစ်တဲ့မနက်စာလေးကိုပြန်လည်မျှဝေပေးပါမယ်ရှင်ဒီနေ့မျှဝေပေးမှာကတော့မုတ်ဖတ်တုတ်ကလေးပဲဖြစ်ပါတယ်ရှင်ခုလိုမျိုးဘာမှပစ္စည်းလေးတွေအားလုံးစုံသွားပြီဆိုလို့ရှိရင်တော့မုတ်ဖတ်ကလေးကိုတုပ်လို့ရပါပြီဒီမနက်စာလေးဟာအရန်ကိုလွယ်ကူပြီးတော့အဆင်ပြေပါတယ်ကိုယ့်အိမ်မှာလှူစားတာဖြစ်တဲ့ကြောင့်တန်ရှင်းလက်ဆက်ပြီးတော့ကိုယ်ကြိုက်သလိုရတာကိုစီမံနိုင်ပါတယ်ပြီးရင်တော့မဖြစ်တဲ့ပဲစော်ကလေးကိုထည့်သုံးပါတယ်ချက်တော်အနေနဲ့နနက်ပင်လေးကတော့ကြိုက်ရင်လည်းထည့်ပါမကြိုက်ရင်လည်းမထည့်နဲ့ပေါ့နော်ဒီလိုလေးပါရှင်တန်ရှင်းလက်ဆက်ပြီးတော့ကိုယ်မှာကိုလိုစားလို့ရတယ်လွယ်ကူလင်းမြန်တဲ့မနက်စာကလေးပါရှင်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ရှင်